ကိုရတဲ့ဝင်ငွေတွေကသုံးလို့မလောက်ဘူးအဲ့ဒါကြောင့်မို့လို့စိတ်ညစ်နေတယ်ကိုရဲ့ငွေကြီးကိုစနစ်တကျစီမံခန့်ခွဲပြီးတော့လောက်ငန်းသုံးနေဆိုလို့ရှိရင်ဒီဗီဒီယိုမှာကိုရဲ့ငွေကိုစီမံခန့်ခွဲဖို့အတွက်အချက်၅ချက်ကိုပြောပြပေးမယ်နံပါတ်1ချက်ကကိုရဲ့ငွေကို50 30 20 rule အတိုင်းစီမံခန့်ခွဲပါ50ရာခိုင်နှုန်းကကိုယ့်အတွက်မရှိမဖြစ်သုံးရမယ့်အရာတွေအတွက်ကိုသုံးပါစောင်းဝင်နေရဲ့အတွက်50ရာခိုင်နှုန်းရသုံးလို့ရတယ်ပြီးလို့ရှိရင်ဒီကိုယ့်ရဲ့မဖြစ်မနေသုံးရမယ့်အရာမျိုးတွေအိမ်ငှားလာကားတို့ခလေးချောင်းစည်းရိတ်တို့အဲ့လိုအရာမျိုးတွေကိုဒီ50ရာခိုင်နှုန်းနဲ့တော့နောက်တစ်ခုကကိုလိုချင်တဲ့ပစ္စည်းတွေရှိလိမ့်မယ်နော်မလိုတော့မလိုအပ်ဘူးကိုကအဲ့ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လိုချင်နေတာဒီဟာလေးရှိမှကျင်တတ်မယ်လို့ထင်နေတာပေါ့တကယ်လိုအပ်လားဆိုမလိုတော့ဘူးလိုချင်တဲ့ပစ္စည်းအဝတ်အစားတို့ပြီးလို့ရှိရင်လက်ဝတ်ရတနာဟာမျိုးလေးတွေအိမ်မှာသုံးတဲ့ပစ္စည်းမျိုးလေးတွေဒါမျိုးလေးတွေကိုလိုချင်နေတယ်အဲ့ဒီအတွက်ကိုဝင်ငွေရဲ့30ရာခိုင်နှုန်းရတော့ကိုဝင်ငွေရဲ့30ရာခိုင်နှုန်းနဲ့ဒီပစ္စည်းဝယ်လို့မလောက်ဘူးဆိုလို့ရှိရင်ဒီလဝင်တဲ့30ရာခိုင်နှုန်းစုထားလိုက်စုပြီးနောက်လဝင်မဲ့အထက်က30ရာခိုင်နှုန်းနဲ့ပေါင်းပြီးတော့မှဒီကိုလိုချင်တဲ့ဟာကိုဝယ်50ရာခိုင်နှုန်းနဲ့သွားမသုံးနဲ့နောက်ထပ်20ရာခိုင်နှုန်းကျတော့ကိုစုဆောင်ရမယ့်ငွေအဲ့တော့အဲ့20ရာခိုင်နှုန်းနဲ့မှ10ရာခိုင်နှုန်းစီပြန်ခွဲမယ်ဆိုလို့ရှိရင်ပထမ10ရာခိုင်နှုန်းကအရေးပေါ်ငွေအတွက်ကိုရှေ့ဆက်မဲ့ဘဝမှာဘယ်လိုမျိုးအခက်အခဲတွေကြုံတွေ့လာမယ်ဘယ်လိုမျိုးငွေကြေးလိုအပ်မှုတွေရှိလာမယ်ဆိုတာကြိုပြီးတော့မသိနိုင်ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့တကယ်၍ငွေကြေးလိုအပ်မှုတွေရှိလာခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီကိုဝင်ငွေရဲ့10ရာခိုင်နှုန်းစုထားတဲ့အထက်ကနေကိုသုံးလို့ရအောင်အတွက်10ရာခိုင်နှုန်းကစုရနောက်ထပ်10ရာခိုင်နှုန်းကျတော့ယင်းနှိမ့်နှုံမှုလုပ်ဖို့အဲ့10ရာခိုင်နှုန်းကသုံးဖို့မဟုတ်ဘူးရော့နေသွားလို့လည်းမရဘူးအဲ့ဒီစုဆောင်ထားတဲ့10ရာခိုင်နှုန်းကနေတဖြည်းဖြည်းငွေတွေများလာရကိုစုဆောင်ထားတဲ့10ရာခိုင်နှုန်းက10သိန်းဆိုလို့ရှိရင်အဲ့ဒီ10သိန်းကနေ12သိန်း12သိန်းကနေ13သိန်း13သိန်းကနေ15သိန်း15သိန်းကနေ30ဒီလိုမျိုးတဖြည်းများလာရမယ်အဲ့လိုမျိုး50 30 20 rule ကိုရဲ့ငွေကြေးနဲ့တွက်ချက်ပြီးတော့သုံးကြည့်နောက်တစ်ခုက no spend weekend challenge အဲ့တော့ကျွန်တော်တို့လူအများစုကကြတော့တနင်္လာနေ့ကနေတောက်ကြနေ့ဒီအလုပ်တွေလုပ်တယ်စနေတနင်္ဂနွေမှာအလုပ်နာပြီးတော့ပတ်စံတွေသုံးတယ်shopping ထွက်တယ်ရုပ်ရှင်သွားကြည့်တယ်ဈေးထွက်ဝယ်တယ်ဒီလိုမျိုးတွေလုပ်တယ်အဲ့တော့အဲ့ဒီစနေတနင်္ဂနွေမှာကိုကပတ်စံမသုံးရအပတ်လို့တတ်မှတ်ပြီးတော့ငွေမသုံးမဲနေကြည့်ကိုမဖြစ်မနေလိုအပ်တဲ့ဝယ်ရမယ်ဆိုတဲ့အရာတွေကိုကြတော့နောက်အပတ်မှဝယ်နောက်အပတ်ကိုရွှေ့လိုက်နော်ဒီအပတ်မှာတော့ငွေမသုံးရအပတ်ဆိုပြီးတော့မသုံးမဲနဲ့နေကြည့်ကျွန်တော်တို့တွေလကုန်ကန်ဒီလစာမရှိတော့ဘူးဆိုလို့ရှိရင်ကိုသုံးကျင်တာရှိနေအောင်မသုံးမဲနဲ့အောင့်အင်းပြီးတော့နေတဲ့အဲ့လိုပုံစံမျိုးပဲဒီတစ်ပတ်ကို no spend weekend challenge ဆိုပြီးကိုခေါ်ပြီးတော့နောက်ပတ်မှဝယ်လိုက်เนาะဒီဘက်ကိုကဝယ်မဲ့ရတယ်မဝယ်ဘဲနဲ့နောက်ဘက်မှာဝယ်လိုက်ဒါမျိုးလေးကိုကျင့်သုံးကြည့်ဒါဆိုရင်ကိုကမသုံးမဲနဲ့နေနိုင်တဲ့စိတ်မျိုးရလာမယ်နောက်တစ်ခုကဒီဘက်ကကြော်သွားပြီးတော့နောက်ဘက်မှာဝယ်တဲ့အတွက်ကြောင့်မလို့တချို့ပစ္စည်းတွေကအရေးကြီးမလို့အပ်ဘူးမေ့အောင်မေ့သွားမယ်မဝယ်ဖြစ်တော့ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုပတ်စံအကုန်တတ်တာနောက်တစ်ခုကျတော့ automate saving လို့ခေါ်တယ်automatic ပတ်စံစုတဲ့အရာမျိုးပေါ့အဲ့တော့ကိုယ့်ရဲ့လစာကိုယ့်ရဲ့ဘဏ်အကောင့်လေးကိုဝင်သွားတယ်เนาะအဲ့တော့ကိုဘဏ်မှာငွေစုဘဏ်အကောင့်တစ်ခုဖွင့်ထားတယ်ဆိုလို့ရှိရင်ကိုဝင်လာတဲ့လစာကိုအဲ့ဒီတဲကရာခိုင်နှုန်းတချို့ကိုခုနကျွန်တော်တို့ဒီမှန်းထားတဲ့20ရာခိုင်နှုန်းကိုသုံးလို့ရအဲ့20ရာခိုင်နှုန်းကိုငွေစုတဲ့ဘဏ်အကောင့်ကို automatic လွှဲပေးဖို့အတွက်ဘဏ်မှာပြောထားလို့ရတယ်ပေါ့နော်ဒီလိုမျိုးလုပ်ဆောင်ထားလို့ရတယ်တခါတည်း automatic saving ဖြစ်သွားတချို့ကျတော့ဒီကုမ္ပဏီတွေကနေလစာပေးတဲ့အခါမှာကျွန်တော်လစာရဲ့10ရာခိုင်နှုန်းကိုဖယ်ထားပြီးတော့ကုမ္ပဏီမှာပဲတင်ထားပေးတာဆိုတာမျိုးတွေလည်း request လုပ်လို့ရတယ်ပြီးနှစ်ကုန်မှကိုယ့်ရဲ့ဒီစုဆောင်ထားတဲ့ဟာတွေကိုပြန်ပြီးတော့ထုတ်တယ်ဆိုတာမျိုးလုပ်လို့ရတယ်နောက်တစ်ခုက envelope method လို့ခေါ်တယ်စာအိတ် method ပေါ့နော်အဲ့တော့စာအိတ် method ကြတော့လစာကိုငွေသားအနေနဲ့ပဲရထားတယ်ဆိုလို့ရှိရင်ဒီစာအိတ်ထဲမှာစုငွေဆိုပြီးတော့ရေးလိုက်အဲ့တော့အဲ့စုငွေတွေကိုကိုတလားရဲ့စုရမယ့်ငွေကိုအဲ့ထဲကိုထည့်နောက်တစ်ခုကကိုသုံးချင်တာရှိရယ်ဝယ်ချင်တာရှိတယ်ဆိုလို့ရှိရင်အဲ့ဒီဝယ်ချင်တဲ့ပစ္စည်းကိုနောက်ထပ်စာအိတ်တိတ်ပေါ်မှာရေးလိုက်ရေးပြီးတော့အဲ့ဒီထဲကိုကတလားကိုဘယ်လောက်ထည့်မလဲ1000ထည့်မလား2000ထည့်မလားတတ်မှတ်ပြီးတော့တလားကိုအဲ့ဒါလေးပုံမှန်ထည့်ပါနော်နောက်တစ်ခုကနောက်ထပ်စာအိတ်တစ်လုံးထဲမှာကျတော့ဒီခလေးချောင်းစီးအတွက်ဆိုပြီးထည့်တာအဲ့တော့ခလေးချောင်းစီးအတွက်တွေအဲ့ဒီကို
ထည့်ထားပေါ့နော်လစဉ်ခွဲဖယ်ထားမယ်ဒီလိုမျိုးနောက်တစ်ခုကအိမ်လားကအတွက်ဆိုရဲစာအုပ်တုပ်ဖယ်ထားပြီးတော့ကိုအိမ်လားကစာချုပ်ချုပ်ထားတာပြည့်သွားမှဒီအိမ်လားကကိုပေးလိုက်မှာမဟုတ်ပဲねအစိုးရတွေကအိမ်လားကဆိုရဲစာအုပ်တွေထဲမှာအိမ်လားကတွေစုထားခြင်းအပြင်ကိုအိမ်လားကပြေးလို့ပြီးတော့မယ်ဆိုလို့ရှိရင်ဒီစာအိတ်ထဲကနေကိုကထုတ်ပြီးတော့ပေးလိုက်မယ်ဆိုလို့ရှိရင်ဒါကအဆင်ပြေသွားမယ်ဒါက envelope method စာအိတ် method လို့ခေါ်တယ်တော်တော်များများလဲဒါကိုသုံးကြတယ်စာအိတ်လေးနဲ့ကိုကဘာအတွက်သုံးမှုဆိုတော့ခေါင်းစဉ်လေးတွေနဲ့ခွဲထားခြင်းအပြင်ငွေကြေးကိုစနစ်တကျစီမံခန့်ခွဲသုံးစွဲရရောက်တယ်ဒီနည်းနဲ့အသုံးချနေတဲ့လူတွေရှိရင်ကိုမမှာရှိပါတယ်လို့မှတ်သွားပေးပါနောက်တစ်ခုကြတော့ pay yourself first ကိုအရင်ပေးကျွန်တော်တို့အများစုကလစာထုတ်လာရင်မုတ်စားမယ်ရုပ်ရှင်ကြည့်မယ်အဝတ်အစားဝယ်မယ်စသဖြင့်ငွေသုံးမှုတော်တော်များများစဉ်းစားတယ်အဲ့ဒီလစာလဲထုတ်လိုက်တယ်လလဲကုန်ရောပတ်စံလဲကုန်သွားရောဒါမျိုးတွေကပို့ပြီးတော့များတယ်နော်အဲ့တော့ကိုကပထမဦးဆုံးပတ်စံရလာတာနဲ့သူများတွေကိုလိုက်ပြီးတော့ပေးပလိုက်တာနဲ့တူတယ်ကျွန်တော်အမြဲတမ်းပြောနေကြစကားလို့အဲ့တော့ကျွန်တော်တို့ကအဝတ်အစားတစ်ခုဝယ်လိုက်တယ်အဲ့တော့အဝတ်အစားဝယ်လိုက်တာကဆိုင်ရှင်ကိုအမျက်ခွဲပေးလိုက်တယ်နော်အမျက်ပေးလိုက်တယ်အစားတောက်စားလိုက်တယ်ကိုကအစားတောက်တော့စားလိုက်ရတယ်ဒါပေမဲ့ဆိုင်ရှင်ကိုအမျက်ပေးလိုက်တယ်အဲ့တော့ကိုရတဲ့ငွေတွေကိုကိုအတွက်စားတောက်တွေဝယ်စားတွေဝယ်တာတော့မှန်နေဆိုပေမဲ့တခြားသူတွေအတွက်ကိုအမျက်တွေခွဲပေးလိုက်တဲ့အချိန်မှာနောက်ဆုံးမှာကို့မှာပတ်စံမရှိတော့အဲ့တော့ကိုရှာထားတဲ့ပတ်စံကသူများတွေအတွက်ဖြစ်သွားတယ်သူများတွေအမျက်ရဖို့သူများတွေကြီးပွားဖို့အတွက်ဖြစ်သွားဒီလိုမျိုးဖြစ်တာလေဖြစ်တယ်ဆိုပေမဲ့ကို့အတွက်လည်းကြံရမယ်အဲ့ဒါကြောင့်မို့လို့ကိုလမ်းစာထုတ်လာပြီဆိုလို့ရှိရင်ကို့အတွက်ကိုထည့်ထားပြီးတော့မှကြံတာတော့အဲ့တော့ခုနပြောတဲ့50 30 20 rule ရကို့အတွက်ကို20% ဖယ်တာ20% နဲ့မှ10% ကရေးပုံငွေသုံးဖို့အတွက်ဖယ်တာနောက်ထပ်10% ကကို့အတွက်တိုးွားလာဖို့အတွက်ဖယ်တာโอเคအဲ့တော့သင်တန်းအချိန်နဲ့ဆိုလို့ရှိရင်ကျွန်တော်သင်တန်း3ခုနဲ့เนาะစာဖတ် channel တစ်ခုကို promotion ချပေးထားတာရှိတယ်ဒီ4ခုပေါင်းကိုမှသင်တန်းကြီး6000ဝယ်နဲ့သင်တန်းအပ်လို့ရမှာဖြစ်တယ်ဒါကလည်းဒီမေလ15ရက်နေ့အထိကိုမှသင်တန်းသားအယောက်30ကိုပဲလက်ခံပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမြန်ဆုံးအပ်ထားဖို့ပြောချင်ပါတယ်ငွေချင်းနဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေကိုအမြဲတမ်းမျှဝေပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ page ကနေကြည့်နေတယ်ဆိုလို့ရှိရင် page ကို follow လုပ်သွားပေးပါ TikTok ကနေကြည့်နေတယ်ဆိုလို့ရှိရင်တော့အပေါင်းလေးနဲ့အသေးလေးပေးသွားပေးပါနောက်ဗီဒီယိုမှာတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်